3 ချင်းစများအားလုံးမင်္ဂလာပါနော်ဒီလာမဲ့31ရက်တလ26ဆိုတော့လာမဲ့ဒုတိယအကြိမ်အတွက်ပေါ့နော်ဒီကနေ့နော်ရှာထားတာရှေ့တွဲလုံးလေးပါနော်ရှေ့တွဲပေါ့နော်ရှေ့တွဲလုံးလေးရှာထားတယ်ဒါဆိုရင်ပြပေးမယ်နော်ဒီဘက်မှာအရင်ပြပေးမယ်ဒါဆိုရင်စပြီးတော့သွားကြမယ်နော်ဒီမှာရှိတဲ့83နှလုံးပေါင်းမယ်ပေါင်းတော့1 8ရဲ့3ရဲ့ပေါင်းတော့1ကဒီမှာ956 3လုံးပေါင်းမယ်9ပေါင်းတော့3 3နဲ့6နဲ့ပေါင်းတော့6 1ရဲ့ပါဝါ6ဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားမယ်ဒီတစ်ခါနော်96နှလုံးပေါင်းတော့9နော်သူကကြတော့898 3လုံးပေါင်းမယ်89ပေါင်းတော့9 8ပေါင်းတော့9ညီမြတ်တယ်9ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ1နှလုံးပေါင်းတော့3ပါနော်ဒီမှာ8 9ပေါင်းတော့3 3နဲ့8နဲ့ပေါင်းတော့8ပေါ့နော်3ရဲ့ပေါင်းပါ8ဟုတ်ပြီနော်ဒါဆိုရင်9နှလုံးပေါင်းတော့6နော်ဒီမှာရှိတဲ့6ရဲ့ဒီမှာလာမဲ့ထိပ်စီတစ်လုံးရဲ့ပေါ့နော်3လုံးပေါင်းမယ်ဆိုရင်6ပါဖြစ်မလဲဆိုပြီးတော့ equal power နဲ့က6 1 9ပေါ့နော်ဒါဆိုလို့ရှိရင်6ပေါင်းတော့3နော်3နဲ့ပေါင်းရင်6နော်အဲ့တော့6ပေါင်းတော့3 8နဲ့ပေါင်းရင်1 6ပေါင်းတော့3 6ပေါင်းရင်ပေါင်းခြင်း9ဆိုပြီးရမယ်3 8 6ဆိုပြီးတော့ထိပ်စီးက3ရသွားပြီဒါဆိုရင်ပေါင်းခြင်းရှာမယ်ပေါ့နော်ရှေ့တွဲဆိုတော့ရှေ့နဲ့အလယ်နဲ့နှလုံးပေါင်းခြင်းပေါ့နော်ဒါဆိုရင်ဆက်ပြီးတော့သွားရအောင်နော်ဒီမှာရှိနေတာက3ဒီတစ်ခါကျတော့3နော်ပြီးရင်8 5နဲ့3လုံးပေါင်းမယ်8နဲ့ပေါင်း3 3နဲ့9နဲ့ပေါင်းတော့9ပေါ့နော်3နဲ့ခန့်9ရမယ်နော်ဒါဆိုရင်ဆက်သွားမယ်ဒီမှာနောက်တစ်ပင်ကဒီမှာ3မယ်နော်6 4 5 3လုံးပေါင်းမယ်6 4ပေါင်းတော့3 3နဲ့9နဲ့ပေါင်းတော့9ပဲ3နဲ့5ဆိုပြီးတော့ရမယ်ပေါ့နော်ဒါဆိုရင်နောက်တစ်ပင်ကြော်မယ်ဒီမှာရှိနေတာ6နော်8 9 9ပေါင်းတော့8 8ပေါင်းတော့6ညီမြချင်း6ရမယ်ဟုတ်ပြီနော်ဒါဆိုရင်နော်တပင်ကြော်ဒီမှာ2ပေါ့နော်ဒါဆိုရင်8 9 5 8 9ပေါင်းတော့ခွန်5ပေါင်းတော့2ညီမြချင်း2ပေါ့နော်ဒါဆိုရင်တပင်ကြော်မယ်ဒီမှာ9ဟုတ်ပြီနော်ဒီမှာလာမယ်နော်ထိတ်ရယ်နော်အလေတိုင်းရယ်ဒီမှာခွန်ရယ်ပေါ့နော်သုံးလုံးပေါင်းမယ်ဆိုရင်9ပါဖြစ်မလဲဆိုပြီးတော့ equal power နဲ့က9 4 6ဒါဆိုရင်ညီမတို့ကဒီမှာပေါင်းခြင်းလေးကိုနှလုံးပေါင်းခြင်းဘယ်လောက်ဖြစ်မလဲလို့ရှာမယ်နော်ဒီနှလုံးပေါင်းရယ်ဒီခွန်ရယ်ပေါင်းမယ်ဆိုရင်9ဆိုတော့နှလုံးပေါင်းခြင်း2ပေါ့နော်2နဲ့ခွန်နဲ့ပေါင်းမှာ9ဖြစ်မှာနောက်ခွန်ရှိနေတာနောက်ဒီနှလုံးပေါင်းခြင်းနဲ့ပေါင်းရင်4ဆိုတော့ပေါင်းခြင်းခွန်ပေါ့ခွန်ပေါင်းရင်4ကိုဒါဆိုရင်ခွန်ဖြစ်နေပေါင်းခြင်း6ဖြစ်ခြင်းနဲ့နော်3လုံးပေါင်းရင်6ဆိုတော့ပေါင်းခြင်း9ဖြစ်မယ်9ရဲ့ခွန်ရဲ့ပေါင်းမှာ6ခွန်ရဲ့ပေါင်းရင်4နောက်9နဲ့ပေါင်းရင်9ပေါင်းခြင်း2ပေါင်းခြင်းခွန်ပေါင်းခြင်း9ဆိုပြီးတော့ရမှာနော်ဒါဆိုရင်ဒီဘက်မှာကဏ္ဍလေးတွေထုတ်ကြည့်ရအောင်နော်ပေါင်းခြင်းနဲ့အတွက်နော်ပေါင်းခြင်းနဲ့အတွက်သွားမယ်ပေါင်းခြင်းဒီမှာဒါနော်ပေါင်းခြင်းနဲ့ပေါင်းခြင်းခွန်ပေါင်းခြင်း9 2ခွန်9နှစ်အတွက်အရင်သွားမယ်ထိပ်စီးက3 8 6ထိပ်စီးက3ရဲ့8ရဲ့6ရဲ့ရထားတယ်နော်နှလုံးပေါင်းရင်2ဆိုတော့3ဆို9နဲ့ပေါင်းရင်2နော်8ဆို4နဲ့ပေါင်းရင်2 6ဆို6နဲ့ပေါင်းရင်2ပေါ့နော်ဒီမှာကအပိတ်တစ်လုံးစီလာလိုက်ပြီပေါင်းခြင်း2ပြီးရင်ဗာလဲပေါင်းခြင်းခွန်နော်အဲ့တော့ထိပ်စီးက3 8 6နော်ခွန်ဖြစ်စင်နေဆိုတော့3ကို4နဲ့ပေါင်းမယ်8ကို9နဲ့ပေါင်းရင်ခွန်6ကို1နဲ့ပေါင်းရင်ခွန်ဒီမှာအပိတ်လာလိမ့်မယ်နော်ပေါင်းခြင်းနဲ့ပေါင်းခြင်းခွန်ပြီးတဲ့အခါပေါင်းခြင်းကိုသွားမယ်ပေါ့နော်ပေါင်းခြင်းကိုသွားပါမယ်ဒီမှာထိပ်စီးက3 8 6နော်9ဖြစ်စင်နေဆိုတော့6နဲ့ပေါင်းမယ်8ဆို1နဲ့ပေါင်းရင်9 6ဆို3နဲ့ပေါင်းရင်9ဒီမှာကအပိတ်လာလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကြာဆိုရင်ရှေ့တွဲလေးတွေ3တွဲ6တွဲ9တွဲရပြီပေါ့နော်ညီမရှာပြထားချက်ပြခြင်းဖြစ်ပါတယ်ကိုလိုမှတော့ကြိုက်တူပဲစနေတဲ့ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲအမဲပတ်မှာအဆင်ပြေကြအောင်ပါစေဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်